အားလုံးပဲမင်္ဂလာပါဂမ်ဘီယာလော်ဂီ page ကနေကြိုဆိုပါရစေမြမရိုးရာလော်ဂီပညာကဘယ်လိုမျိုးလဲဆိုတာဒီဗီဒီယိုထဲမှာရှင်းပြပေးသွားပါမယ်လော်ဂီပညာဆိုတာကမြမရိုးရာယုံကြည်မှုနဲ့လူလောကနဲ့သက်ဆိုင်သည့်အသိပညာအတတ်ပညာလျှို့ဝှက်နည်းလမ်းများကိုစူးစီးထားခြင်းဖြစ်ပါတယ်ဂျီဝါအပြင်အောက်ပါကဏ္ဍများကိုလွှမ်းခြုံထားတယ်လို့သတ်မှတ်နိုင်ပါတယ်နံပါတ်1ပေရင်ပညာနိနံဂျူနံဇာတာများကိုကြီးစုတွက်ချက်ပြီးအတိတ်အနာဂတ်ပြစ္ဆုတ်ပံကိုဟောပြောခြင်းရရခြေခြင်းစတဲ့အရာတွေကလောကီပညာကဏ္ဍမှာပါဝင်ပါတယ်နံပါတ်2ကာရမန်နန်နဲ့အင်အိုင်ခလဲအဆောင်နှစ်ဖွဲ့များအနေကင်းစီရန်လက်ရွှင်စီရန်ပယောဂကင်းစီရန်အတွက်ရည်ရွယ်ပြီးအဆောင်ဖြစ်ဆောင်ခြင်းကာရမန်နန်နဲ့ရွေးပတ်ခြင်းတို့ပါဝင်ပါတယ်နံပါတ်3စေဝပညာကမုံလို့ခေါ်တဲ့တဘာဝတမြင့်သူ့အများဖြင့်ပေါ်ဆက်ပြီးသူရတတိမေတော်သေးရှင်ဒီဝလီလက်ပွင့်သေးအပင်းကြသေးဆက်ဖြတ်စေကဲ့သို့ပယောဂကုသတဲ့ရိုးရာဆေးတွေပဲဖြစ်ပါတယ်နံပါတ်4လက်စမ်းပညာနဲ့လက္ခဏာကြည့်ခြင်းလူတို့ချင်းစီလက်ပွားပေါ်မှာပေါ်လာတဲ့လက္ခဏာခန္ဓာကိုယ်ပုံစံတွေကိုကြည့်ပြီးကညမာတွေကိုပြောပြခြင်းဟောပြခြင်းတို့ဖြစ်ပါတယ်နံပါတ်5အတိတ်နမိတ်နဲ့စနီးနာခြင်းပုံဝင်ခြင်းမှာဖြစ်ရများအတန်များအရာဝတ္ထုများကိုကြည့်ရှုကာကောင်းခြင်းဆိုခြင်းတို့ကိုခံမှန်းခြင်းဒီလိုယူဆတွေကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာရှိရမျိုးတွေမဟုတ်ပဲဘာသာတိုင်းလူမှာရှိတတ်ကြပါတယ်ဥပမာအဖြစ်တချို့အစ္စလမ်တွေရဲ့ယူဆအရမနက်အလုပ်သွားလို့ကြောင်နှက်ကကိုရှိရနေဖြတ်သွားခဲ့ရင်မျက်မှန်မြင်နဲ့ဝင်တိုင်းမိရင်ဒီအရာကိုအမင်္ဂလာလို့ယူဆရှိကြပြီးတခြားလမ်းကနေသွားခြင်းဒါမှမဟုတ်ရင်အဲ့ဒီနေ့မှာအစီအစဉ်တွေကိုဖျက်ပြီးနောက်ရက်မှပြန်လည်လှုပ်ဆောင်ခြင်းတို့ရှိတတ်ကြပါတယ်ဒီနေ့ဗီဒီယိုကတော့လောကီပညာနဲ့ပတ်သက်ပြီးခြုံပြောထားတာဖြစ်တဲ့အတွက်အကျယ်ဝန်းတော့မပြောပြတော့ပါဘူးဒီတော့ဆက်လိုက်ကြရအောင်နံပါတ်6အင်းစမပညာလူသားတွေရဲ့အခက်အခဲအကြက်တဲများကိုလင်းမြန်စွာဖြေရှင်းနိုင်ရန်အတွက်အင်းစမပညာဆိုတာကလည်းလောကီပညာမှာမဖြစ်မနေတည်ထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်လောကီပညာရဲ့များသည့်အခြေခံအားဖြင့်လောကုတ္တရာပညာတရားဓမ္မကဲ့သို့နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်မဟုတ်ပဲလူဘဝအခက်အခဲများမှလွတ်မြောက်အောင်လူဝင်ဆန္ဒများပြည့်မြောက်အောင်ကူညီပေးသည့်လောကအကျိုးပြုနည်းလမ်းများဖြစ်သည်ဟုလူများကယုံကြည်ကြပါတယ်။သို့သော်လည်းဤပညာ၏အတွင်းကျသောနည်းနည်းပြီးလှုပ်ဝက်သောအပိုင်းများတွင်အများပြည်သူမသိနိုင်သောစိတ်ဝင်စားစရာအယူအဆတချို့ရှိပါတယ်။၎င်းတို့မှာနံပါတ်1ပညာရေးစစ်မှန်သောစွမ်းရည်အရင်မြင့်ဥပမာကာရမန်နန်အင်အိုင်၏အစွမ်းသည်ကာရာ၏စလုံးပေါင်းရေးဆွဲမှုပုံစံထပ်ပိုပြီးတော့နှဆိုင်ပါတယ်။အဓိကမှာအတိတ်တန်နှင့်သစ္စာဖြစ်သည်ပညာရှင်တဦးသည်ပညာရဲ့ကိုလေ့လာလိုက်ထားရတွင်စီကံချက်များကိုတိတိကျကျလိုက်နာခြင်းသစ္စာစကားတည်ခြင်းနဲ့လိုချင်သည့်အရာကိုစိတ်ဝိညာဉ်တစ်ခုလုံးဖြင့်အာယုံဆိုင်အတိတ်တန်ပြုနိုင်ခြင်းတို့ကသာအစွမ်းအစစ်မှန်ဖြစ်စေသည်ဟုတချို့သောဆရာများကဆိုလာပါတယ်စိတ်သက်စွမ်းအား၏အရေးပါမှုပုံစံစာအုပ်ထဲတွင်ရေးထားသည့်အတိုင်းလုံးယုံခြင်းမရဘဲနဲ့ပြုလုပ်သူ၏စိတ်ခွန်အားဝရိယတမာတိစသည်တို့ပင်လျင်ကာရာမန္နန်အင်းတို့ကိုအသက်သွင်းပေးသည်ဟုမှတ်ယူကြပါသည်ဒါကြောင့်ပဲဆရာတော်များများကအင်းဟိန်းဒီအခါမှာထံမန်နဲ့ grind အတိအကျကိုရွတ်ဖတ်ကြခြင်းဖြစ်ကြပါတယ်နံပါတ်2ကိုဆောင်လက်နှင့်ပညာဆောင်လက်ဆက်သွယ်၏မြင့်မြတ်သောလောကီပညာရည်များကိုလိုက်စားသည့်အခါထိုပညာရည်များကိုထိန်းသိမ်းဆောင်ရှောက်သောနှကောင်းနှမြတ်များသို့မဟုတ်ဘိုးဘွားပညာရှင်များ၏ဝိညာဉ်များသည်ပဲပါဝင်ပတ်သက်နေတယ်လို့ယုံကြည်မှုရှိကြပါတယ်ဥပမာအားဖြင့်ပညာအမွေခံခြင်းတချို့ပညာရှင်များသည်၎င်းတို့၏ပညာအမွေကိုဆောင်ရှောက်သောနှကောင်းနှမြတ်များကိုပုံမှန်ပူဇော်ပါသရသည်အကယ်၍ထိုနှများကိုကျေနပ်အောင်မပြုလုပ်နိုင်မှာကပညာ၏အစွမ်းသည်တဖြည်းဖြည်းလျော့နည်းလာနိုင်ပါသည်သို့မဟုတ်ပညာရှင်ကိုယ်တိုင်အားလည်းဒုက္ခရောက်နိုင်သည်ဟုလှုပ်ဝက်စွာဆိုထားတာတွေရှိကြပါတယ်။စမ်းသပ်မှုများလောကီပညာကိုယူထားသည်ဖြစ်စေဒါမှမဟုတ်လောကီပညာကိုယူဖို့စီစဉ်နေသည်ဖြစ်စေထိုအချိန်တွေမှာပညာချင်းစမ်းသပ်တာမျိုးဒီပညာရဲ့အပေါ်မှာစိတ်သက်ဘလို့ထားလဲဆိုတာကိုစမ်းသပ်တာမျိုးတွေရှိပါတယ်။ပညာဆောင်နှများသည်တပည့်တဦး၏စိတ်သက်ဖွန်အားကိုရှင်တရားနှင့်သစ္စာတရားကိုစမ်းသပ်သည့်အနေဖြင့်မထင်မှတ်ထားသောအခက်အခဲများကိုလည်းပြီးတတ်ကြပါတယ်။၎င်းစမ်းသပ်မှုကိုအောင်မြင်မှသာလျှင်အစင်းမြင့်ပညာရဲ့များတနည်းအားဖြင့်ရှင်းအောင်မွေနေပညာရည်များကိုလည်းဒီလမ်းမျိုးမျိုးဖြင့်လက်ခံရရှိနိုင်မည်ဖြစ်သည်နံပါတ်3ကံကြမ္မာဤပြောင်းလဲနိုင်သောအတိုင်းအတာဘေးရင်ပညာသည်ကံကြမ္မာကိုဟောကိန်းထုံးနိုင်တော်လဲလောကီပညာ၏အဆုံးစွန်ရည်ရွယ်ချက်မှာထိုကံကြမ္မာကိုပြောင်းလဲရန်သို့မဟုတ်ကောင်းဆုံးဖြစ်အောင်ဖန်တီးရန်ဖြစ်သည်ပြောင်းလဲနိုင်သောကံ
လောကီပညာဖြင့်ခြေသည့်ရက်တရာဆောင်းသည့်အဆောင်များသည်အဆိုးကိုအနှဲငယ်လျော့ပါစေခြင်းအခွင့်အရေးများကိုမြင်မြန်ဆွဲယူနိုင်စေခြင်းစသည့်လောကရန်တရားများကိုချိန်အားလျော်စွာညှိနှိုင်းပေးသည်ဟုလောကီပညာရှင်များကယူဆကြပါသည်။၎င်းတို့သည်အပြည့်သက်ပြောင်းလဲသည်မဟုတ်ဘဲမကောင်းမှုကိုကြော်လွှားရန်အားပြည့်စေသို့မဟုတ်မြေပုံတစ်ပွဲကူညီပေးနိုင်သည်ဟုအိဗယ်ဖွင့်ဆိုကြပါတယ်။မှတ်သားစရာအနေဖြင့်လောကီပညာရေးများသည်စိတ်ဓာတ်ခွန်အားနှင့်ယုံကြည်မှုကိုအခြေခံထားပြီးလူမှုဘဝနှင့်ယဉ်ကျေးမှုတွင်မြင့်တွယ်နေသောရှေးဟောင်းပညာရေးများဖြစ်ပါသည်။ဒီနေ့ဗီဒီယိုကတော့လောကီပညာဆိုတာဘာလဲဆိုတာမသိသေးတဲ့သူတွေအတွက်ဖြစ်ပြီးနောက်လာမယ့်အပိုင်းတွေမှာလည်းထိုဗီဒီယိုထဲမှာပါဝင်သည့်အကြောင်းအရာများဥပမာအားဖြင့်အင်ပညာဆေးပညာဘေးပညာကဲ့သို့ပညာရေးများကိုမျှဝေသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲကျမ်းမာချမ်းသာကြပြီးကံကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါသေးလို့ဆုတောင်းပြီးနေမိကုန်းချုပ်လိုက်ပါရခင်ဗျာ